Hello matching outfit လေးမှာဒါလေးကတော့မမေးအတွက်ပါအကျယ်က26လက်မှာအရှည်ကတော့28လက်မှာပါအခုလိုပြထားတဲ့အတိုင်း2ရွက်ကိုခောက်လိုက်ပါမယ်ဂျိုင်းပေါက်လေးအတွက်ကိုတော့တောင်စွန်းဘက်အချမ်းကိုအကျယ်4လက်မခွဲနဲ့အရှည်6လက်မယူလိုက်ပါမယ်ပြီးရင်တော့လေအခုလိုပြထားတဲ့အတိုင်း1လက်မခွဲတောင်မှန်လေးထွက်ပါမယ်တကယ်လို့ကို့မှာပေခွေးရှိရဲဆိုရင်အခုလိုပေခွေးလေးနဲ့ဆွဲပါပေခွေးမရှိဘူးဆိုရင်လည်းလက်ကလေးနဲ့ဖြည်းဖြည်းချင်းဆွဲသွားလို့ရတယ်အဲ့ဒါပြီးရင်တော့ညှက်ချလိုက်ပါဒီနားလေးကိုအမှတ်လေးမှတ်ထားခဲ့မယ်ပြီးရင်တော့လေဂျိုင်းပေါက်လေးလေးဘက်ကိုမယ်အဲ့ဒီအတွက်အဆွေသားလိုတယ်ဒါလေအဆွေသားဆိုတာဘယ်လိုယူရမလဲမသိမှဆိုလို့ပေါ့နော်အဲ့ဒါကြောင့်ပြပေးထားပါအဆွေသားယူရတာလေပိတ်စလေးတဲ့ကုံနဲ့ဒါပေမဲ့လေဘင်းပေါက်ဂျိုင်းပေါက်တွေကြတော့အဆွေသားလေးနဲ့ကိုမှလူသလိုပုံထွက်တာပါခုလိုမျိုးလေးအသေးစိတ်ပြပေးလိုက်တော့အဆွေသားရဲ့ယူပုံယူနည်းလေးကိုနားလည်မယ်လို့မျှော်လင့်ပါတယ်အကျယ်လေးကိုတော့တလက်မခွဲယူထားတယ်အခုလိုပြထားတဲ့အတိုင်းအဲ့ဒါမျိုးလေးလေးစားလိုပါတယ်ဒါလေးကိုမှလေးတက်တက်ရက်လေးဖြစ်အောင်လို့အခုညှက်ပြထားတဲ့အစားလေးလေးစားကိုအလဲကနေပြီးတော့မိဘူးချိုးလိုက်မယ်မိဘူးချိုးပြီးပြီဆိုရင်တော့စကုတ်လို့ရပြီကျမကတော့ဒီမှာလုံးကုတ်လေးကိုပြထားတယ်တကယ်လို့မှကိုကပြားကုတ်လေးကိုချင်းလဲရတယ်လိုင်းနေလေးနဲ့ကုတ်စာလေးနဲ့ကုတ်ချင်းနဲ့ဆိုလဲရပါတယ်အခုလိုမျိုးလေးချုပ်သွားမယ်ဂျိုင်းနေလည်းပဲနေကုတ်တဲ့နေရာမှာလေကျမတို့ကအဆွေသားသုံးတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပိတ်စချုပ်တဲ့အခါမှာလက်နဲ့အတင်းဆွဲပြီးတော့မချုပ်ဘူးဒီတိုင်းဖွားဖွားလေးပဲချုပ်သွားမယ်ဘာလို့ဆိုတော့အဆွေသားဆိုတော့လေဆွဲရင်ဆွဲသလိုလိုသလိုပါလာတာမို့ပါခုနကချုပ်ထားတဲ့ချုပ်စားလေးကိုအခုလိုမျိုးလက်ကလေးနဲ့ဖြည်းဖြည်းလေးတွန်းထည့်မယ်အဲ့ဒါပြီးတော့အပေါ်ကနေပြီးတော့အလှတစ်ချောင်းထပ်ချုပ်ပါမယ်အဲ့ဒီအတိုင်းလေးကိုမှဂျိုင်းလေးလေးပတ်လုံးကိုကုတ်သွားမယ်ဖောင်းဖောင်းလုံးလုံးလေးရပါမယ်ကျမကတော့လေဒီမှာစပန်းစာလေးနဲ့ချုပ်ထားတယ်စပန်းစာလိုမျိုးပဲပျော့ပျော့ဤအသားလေးတွေဆိုလို့ရှိရင်ဝဲရတာတက်တောင့်တက်တာဖြစ်ပြီးတော့ပို့အဆင်ပြေတယ်ဝဲဝဲလေးနဲ့ပို့လဲလှတယ်ပေါ့နော်ဂျိုင်းလေးလေးပတ်လုံးကုတ်ပြီးသွားပြီဆိုလို့ရှိရင်တော့လေအခုလိုကျမပြထားတဲ့အတိုင်းလေးပူပါပြီးလို့ရှိရင်တက်လက်မှာပေါ့နော်အခုလိုမျိုးလေးစားပေးပါပြီးရင်နောက်တစ်ရွက်ကိုလည်းအခုလိုမျိုးလေးတလက်မမှတ်ပြီးတော့စားပေးပါအဲ့ဒါပြီးရင်တော့လေခုနကအလဲမှတ်လေးမှတ်ထားခဲ့တယ်နော်အဲ့ဒါကိုအလဲထားပြီးတော့အခုလိုမျက်နှာချင်းဆိုင်လေးထပ်ပေးပါဆိုလေဖြည်းဖြည်းချင်းထပ်သွားလဲရတယ်မဟုတ်ဘူးဆိုလို့ရှိရင်လေချီကျဲလေးနဲ့နေပြီးကျိုးဆွဲတွန်လေးတွန်ကျင်လဲရပါတယ်ဒါလေးပြီးရင်တော့လေဘင်းကိုပို့ပဲကျန်တော့တယ်မှာကြတော့အကျယ်ကို2လက်မခွဲယူရဲကျိုးရဲ့အရှည်ကိုကြတော့လက်မ40ယူပါမယ်ပိတ်စဆွေသားဆက်တဲ့နေရာမှာအခုလိုမျိုးဆက်လို့မရပါဘူးဒီလိုမျိုးလေးကမှအမှန်ပါကျမရှိမှပြောခဲ့သလိုပိတ်စအဆွေသားညှက်ရတာလေပိတ်လေတယ်ပိတ်ကုံတယ်တခါတလေမှဆိုလို့ရှိရင်ပိတ်မလောက်တာမျိုးရှိတယ်မလောက်ဘူးဆိုတာအခုလိုမျိုးဆိုကျမတို့ကလက်မကိုအရှည်40ထိယူရတယ်လေအဲ့ဒါမျိုးကြရင်ပိတ်မလောက်တာမျိုးဖြစ်တတ်တယ်အဲ့လိုအခြေအနေမျိုးကြလို့ရှိရင်တော့အခုလိုမျိုးလေးဆက်ပေးရပါမယ်အဆွေသားဆက်တာကလေအင်ကြီးကိုပုံမှန်နှစ်ချမ်းပူလိုက်တယ်လို့မျိုးချုပ်လို့မရဘူးပေါ့နော်အခုလိုမျိုးလေးကမှဆက်နေအမှန်မှာဒါလေးကတော့လမ်းချုပ်လို့ knowledge sharing လေးလုပ်ပေးလိုက်တာပါပြီးရင်တော့အခုလိုမျိုးမီးဘူးလေးဖိမယ်ဖိပြီးလို့ရှိရင်တော့အလဲကနေမီးဘူးလေးချိုးချလိုက်ပါမယ်ချုပ်တာမှမဟုတ်ဘဲနဲ့အခုလိုမျိုးမီးဘူးဖိတာမျိုးမီးဘူးချိုးတာမျိုးမှလည်းလေကိုကအဆွေသားကိုကင်နေရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အတင်းအားနဲ့ဆွဲတာမျိုးမလုပ်ရဘူးဖြည်းဖြည်းမှန်မှန်လေးပဲပေါ့နော်အခုလိုလေးဖိသွားပါခုနကလက်မ40မီးဘူးချိုးထားတဲ့ဂျိုးကိုအလဲမှန်လေးမှတ်မယ်အဲ့ဒါကမှကိုရဲရဲ့အလဲနားလေးနဲ့အခုလိုမျိုးလေးသွားတွဲပါမယ်ကိုကတန်းချုပ်ဖို့လက်မနိုင်သေးရင်အခုလိုမျိုးပင်အခလေးတွေနဲ့အရင်ရာကြည့်ပါအဲ့ဒါပြီးရင်တော့ level လေးစတွဲလို့ရပါပြီအခုကျမချုပ်ပြထားတဲ့ matching outfit လေးကမမေနဲ့မမေအတွက်ကိုပိတ်စကအနှံကြီးစပန်းစာကိုမှနှကိုက်ကုံနဲ့နည်းနည်းတော့ပူသေးတယ်ဒီချုပ်ပုံချုံလေးလေးကလေအရန်လွယ်တယ်ပြီးတော့မြန်လဲမြန်တယ်အချိန်မကုန်ဘူးကျမဆိုလို့ရှိရင်ဒါလေးကိုလေချုပ်လိုက်တာခဏပဲနေ့လယ်ခဏလေးပဲကုန်တယ်ဗီဒီယို edit ကတော့နည်းနည်းလေးပူကြနေသေးပါတယ်ကျမကလည်း TikTok မှာမေမေတွေကအများကြီးလာအားပေးကြတယ်ချုပ်တာလေးတွေသဘောကျလို့ပေါ့နော်ကျမကလည်းလေအခုလိုမျိုးလွယ်လွယ်ကူကူမြင်မြန်ဆန်ဆန်နီးလန်းလေးတွေကို sharing လုပ်ပေးမှမို့လိုက်ချုပ်ကြည့်ပါနော်ပင်ကလေးတွေနဲ့ရပြီးပြီဆိုလို့ရှိရင်တော့အပေါ်ကနေတစ်ချောင်းစားချုပ်လို့ရပြီတောင်ကျိုးနားလေးကိုတော့ကျမအခုလိုမျိုးမြပုံစံအချုံလေးချုပ်ထားလိုက်ပါတယ်ပြီးရင်တော့ပြောင်းပြန်လှန်လိုက်ပါတယ်ပိတ်စာပျော်တာတော့ပြီးတော့ကိုကလက်မနိုင်တာမျိုးဖြစ်မှာစိုးရိမ်နေဆိုလို့ရှိရင်အခုလိုမျိုးပင်အကလေးတွေညှက်ကလေးတွေသုံးပါနော်မကြောက်ပါနဲ့စမ်းချုပ်ကြည့်ပါပြီးတော့လေကျမကိုဆက်ကလေးနဲ့ပတ်သက်ပြီးတော့လာမေးကြ comment မှာကော message မှာဟောပေါ့နော်အဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့လည်းပြောပြပေးခြင်းနဲ့ဒီဆက်ကလေးကကြတော့လေအိမ်သုံးဆက်ကလေးပဲကျမကတော့ဒီဘန်ကောက်မှာပဲဝယ်လိုက်တာဘတ်2500ဝန်းကျင်ပေါ့နော်အဲ့လောက်ပဲပေးရတယ်သူ့ရဲ့ကောင်းတဲ့အချက်ကကြတော့နေရာမယူဘူးအခုလိုမျိုးချုပ်ပြီးပြီဆိုလို့ရှိရင်ကျမတောင်းတနေရာမှာချပြီးတော့ကတ်ထားလိုက်ရုံပဲပေါ့နော်ပြီးတော့သူကတချောင်းချုပ်အပြင်ကိုမှဇီးဆက်လိုမျိုးလေးပါတယ်နောက်ပြီးတော့အနားလုံးလေးတွေပါတယ်ကျဲသီးပေါက်ဖောက်တာလေးတွေပါတယ်အဆင်ပြေလားဆိုရင်တော့လေကိုအတွက်တစ်နိုင်တစ်ပိုင်းချုပ်မယ်မိသားစုအတွက်တစ်နိုင်တစ်ပိုင်းလေးပေါ့နော်အိမ်သုံးလေးပဲသုံးမယ်ဆိုရင်တော့အဆင်ပြေတယ်အဲ့ဒါဟိုမှာကိုကလေလုပ်ငန်းသုံးအတွက်သုံးချင်တယ်အထည်ရည်များများထွက်ဖို့လိုအပ်တယ်ဆိုလို့ရှိရင်တော့အဆင်မပြေဘူးပေါ့နော်ကျ
ကျမအတွက်ချုပ်တာလေးကပြီးသွားပြီဆိုတော့သမီးလေးအတွက်ကိုတစ်ခါတည်းဆက်ပြီးတော့ချုပ်ပြပေးပါမယ်သမီးလေးအတွက်ကအကျယ်24လက်မှအရှည်က18လက်မှလိုပါမယ်ဘေဘီလေးအတွက်ဂျိုင်းပေါက်လေးကတော့အရှည်4လက်မှအကျယ်က3လက်မှခွဲယူပါမယ်ပြီးရင်တော့ဝိုင်ဝိုင်လေးညှက်ချလိုက်ပါမယ်အဲ့ဒါလေးပြီးသွားပြီဆိုလို့ရှိရင်တော့လေကြံတဲ့ချုပ်နီးညှက်နီးတွေကအကုန်အထူတူပဲဘာလေးကွာသွားမလဲဆိုရင်ကျမကဒီမှာကျတော့သမီးလေးအတွက်ဂျိုးအရှည်ကို30လက်မှယူထားတယ်မမေအတွက်ကကျတော့အရှည်မှာ40လက်မှယူခဲ့တယ်ဒါကမှလေကျမထပ်ပြီးပြောပြချင်တာကကျမကဒီမှာသမီးလေးအတွက်ဆိုရင်ဥပမာ24လက်မှယူခဲ့တယ်ကိုကဒီထက်ပိုပြီးတော့အတွတ်များများလေးလူချင်တယ်ဆိုလို့ရှိရင်26လက်မှယူလို့ရတယ်28လက်မှယူလို့ရတယ်ပြီးတော့ကျမကဒီမှာအရှည်ကို18လက်မှယူပေမဲ့ကိုကဒီထက်ပိုပြီးတော့ရှည်ရှည်လေးလူချင်တယ်ဆိုရင်19လက်မှ20အဲ့လိုမျိုးပေါ့နော်ကိုအဆင်ပြေသလို adjust လုပ်ပြီးတော့ယူလို့ရပါတယ်သမီးလေးအတွက်မှမဟုတ်ဘူးခုနကမမေအတွက်ညှက်ပြခဲ့တော့ကလည်းအဲ့လိုပဲအရှည်ကိုမှကျမထက်ပို့ပြီးတော့နည်းနည်းလေးရှည်ပြီးတော့လိုချင်တယ်ကိုကပိတ်စကလည်းလောလောငါးငါးရှိတယ်ဆိုလို့ရှိရင်ထက်ရှည်ခြင်းရှည်လို့ရပါတယ်တကယ်လို့လေကိုကလိုက်ချုပ်ကြည့်ရင်းနဲ့မှအဆင်မပြေတဲ့နေရာမျိုးရှိတယ်နားမလည်တဲ့နေရာမျိုးရှိတယ်ဆိုရင် comment မှာပြောပြခဲ့ပေးပါကျမပြန်ပြီးတော့ဖြေပေးပါမယ်လိုက်ချုပ်ကြည့်ပြီးတော့လေအဆင်ပြေရဲ့ကိုတကယ်လို့သဘောကျတယ်ဆိုလို့ရှိရင်လည်းကျမကိုပြန်ပြီးတော့ပြောပြပါအောင်နော်ဒါလေးကလေခေါင်းဝင်လေးမဟုတ်ဘဲနဲ့အခုလိုဝမ်းဆက်မျိုးလေးလည်းသမီးလေးကိုချုပ်ပေးခဲ့ပူပါတယ်နောက်လည်းလေအခုလိုလွယ်လွယ်ကူကူမြင်မြင်ဆန်ဆန် outfit idea လေးတွေတင်ပေးသွားအောင်မှာမို့လို့ like and subscribe လေးလုပ်ပေးပါအောင်နော်